တတိတရားကိုအဓိကထားပြီးတော့မြတ်စွာဘုရားဟောကြားတာမှန်တယ်သို့တော့တတိတရားအခြေခံလို့ရှိရင်တတိနောက်ဆိုင်ပညာဆိုတာလည်းပါလာတယ်ပညာဖြစ်ဖို့အတွက်သမာဓိဆိုတာလည်းပါလာဒုလဝိရိယဆိုတာတွေလည်းပါလာအဲ့တော့ပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်တော့မဂ္ဂင်၈ပါးအလုံးပါဝင်တယ်လို့ဒီလိုဆိုရမှာမဂ္ဂင်၈ပါးကလွတ်တဲ့ကမ္မထံကျင့်စဉ်ဆိုတာမရှိဘူးဝိပဿနာကျင့်စဉ်မှန်တယ်မဂ္ဂင်၈ပါးနဲ့ပဲသွားတော့ဒီအာနာပါနအထုတ်ပုံအထုတ်နည်းတွေကိုခြေခံကနေစပြီးတော့ရသော်ဗျာဟောထားတဲ့အတိုင်းရှေးဥစွာမှတ်သားပြီးတော့အထက်ကရာတွေမှာလာတဲ့ tradition လို့ခေါ်တယ်အသေးစိတ်လမ်းညွှန်ချက်တွေကိုတော့အနည်းငယ်ထည့်ထိသွင်းပြီးတော့ရှင်းပြောဖို့ရသော်ဗျာဟောထားတဲ့အတိုင်းရှေးဥစွာသိကြဖို့ဆိုမနေ့ကအာနာပါနသတိကမ္မထံအထုတ်တော့မယ်ဆိုရွေးချယ်ရမယ့်နေရာ၃ခုတောရဲ့တပင်ရင်းရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့အဆောက်အုံတစ်ခုအဲ့ဒီ၃မျိုးနေရာ၃မျိုးရွေးချယ်ဘာဖြစ်လို့လဲဆိုဒီကမ္မထအထုတ်ရင်တိတ်ဆိတ်ငြိမ်သက်မှုအတ္တမအရေးကြီးတတ္ထကဏ္ဍကာသာနာလို့ဆိုတဲ့အတိုင်းအာယုန်တစ်ခုစက်မှတ်ပြီးတော့ရှုဖို့တမာတိလုပ်ငန်းတစ်ခုလုပ်ပြီးဆိုလို့ရှိရင်အတန်ဟာစူးညောင်းလုပ်ပဲအတန်နေစူးညံနေတဲ့အဲမှာလုပ်လို့မရဘူးလို့ဒါကြောင့်မို့လို့အတန်ဟာအန္တရာယ်တစ်ခုဖြစ်ပြီးတော့ကြောင့်အတန်နေနဲ့တိတ်ဆိတ်အတန်နေနဲ့ကင်းဝေးပြီးတော့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုးကိုရွေးချယ်ပြီးတော့အားထုတ်မှပို့ပြီးတော့လင်းလင်းမြန်မြန်ကိုလုပ်တဲ့လုပ်ငန်းတစ်ခုအောင်မြင်နိုင်တယ်တခါအာနာပါနအထုတ်ပြီးဆိုတဲ့အခါ body posture လို့ခေါ်တဲ့ဣရိယာပုတ်ကလည်းအရေးကြီးသေးတယ်ထွက်လေဝင်လေရှုမှတ်တဲ့အခါမှာအာနာပါနရှုမှတ်တဲ့အခါမှာထိုင်ခြင်းဆိုတဲ့ဣရိယာပုတ်ဟာအသင့်တော်ဆုံးဣရိယာပုတ်ဖြစ်တယ်ဒါကြောင့်မို့လို့ထိုင်ခြင်းဣရိယာပုတ်ကိုရွေးချယ်ပြီးတော့ပြတယ်ထိုင်ပြီးတဲ့အခါမှာမိမိရဲ့တတိလေးဟာထက်လေဝင်လေထိတဲ့နေရာလေးအာယုစိုက်ထားဖို့ဆိုတာပရိမုခံတတိဥပတ္ထပတ္တဝါလို့ဆိုတဲ့အတိုင်းအာယုဘက်ကိုဥလက်ထားဘာလို့လဲဆိုတော့လူတွေရဲ့စိတ်ဟာဘယ်အာယုန်ဒီပေါ်မှာအလေးအကျင့်ရပြီးအမြဲတမ်းဘယ်အာယုန်တွေနဲ့နေတာတော့ဆိုမျက်စိကမြင်ရတဲ့အဆင်အာယုနားကကြားရတဲ့အသံအာယုနှာခေါင်းကနမ်းရှူရတဲ့အနံ့အာယုလျှာနဲ့လျက်ရတဲ့အယတအာယုခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုအပြင်စိတ်ကူးခြင်းရကူးနေတယ်နော်သောရူပယံတရယံကဏ္ဍရတ္တယံဖုဒ္ဓဘာယုတို့အပေါ်မှာပြန်လည်စိတ်ကူးနေတဲ့စိတ်ကူးတဲ့ကအာယုတွေပေါ်မှာဘုန်းကြီးတို့တွေရဲ့စိတ်လေးဟာအမြဲတမ်းအာယုတစ်ခုကနေအာယုတစ်ခုကူးပြောင်းပြီးတော့သူချက်စားနေတာဖြစ်နေအဲ့ဒီအာယုတွေပေါ်မှာအလေးကျင့်ရှိတော့အာယုတစ်ခုတည်းပေါ်မှာထားဖို့ဆိုတာသူ့မဖြစ်နိုင်အင်တန်မှမငြိမ်မသက်ဖြစ်နေတဲ့မြောက်ကလေးတစ်ကောင်ငြိမ်အောင်လုပ်ဖို့ဆိုတာတော့ခက်တယ်နော်မြောက်ဆိုတာတစ်ပင်ပေါ်ရောက်လိုက်တာနဲ့တပြိုင်တည်းဒီတကိုင်းဆွဲလိုက်ဒီတကိုင်းလွတ်ဟိုတကိုင်းဆွဲလိုက်ဟိုပင်ကူးလိုက်ဒီပင်ကူးလိုက်နဲ့ဒီလိုနေမှသူကစိတ်ချမ်းသာမှုရှိတယ်အဲ့ဒါလိုပဲလူရဲ့စိတ်ဟာလည်းဒီအာယုံကနေဟိုအာယုံဟိုအာယုံကနေဟိုအာယုံများလေပျော်လေပဲဒီစိတ်ကအာယုံတစ်ခုတည်းဆိုရင်သူ့အလိုကြမဖြစ်ဘူးသူကဟိုဒီလျှောက်သွားနေရမှခြေလက်တာနော်အိမ်မကတ်တဲ့ကလေးလိုပဲဘယ်တော့မှသူကအာယုံတစ်ခုတည်းပေါ့မှာငြိမ်ငြိမ်နေခြင်းနဲ့သဘောမရှိဘူးဒါကြောင့်ရူပယုံစတဲ့အာယုန်တွေနဲ့ကြီးပြင်းလာတဲ့ပုရုษတွေရဲ့စိတ်ရိုင်းကလေးကိုဆုံးမတော့မယ်ဆိုတဲ့အခါမှာရိုင်းတဲ့နွားကလေးတစ်ကောင်ကိုဆုံးမတဲ့နီးကိုအထက်ကရာဆရာများကမြင်ပြထားတာရှိတယ်ပေါ့။အဲ့ဒါရိုင်းဆိုင်တဲ့နွားလေးတစ်ကောင်အဲ့ဒီနွားလေးကိုဆုံးမမယ်ဆိုလို့ရှိရင်ဟိုပြေးဒီပြေး
နေတဲ့နွားကိုဆုံးမဖို့ဆိုလို့ရှိရင်ခြေတိုင်းငုတ်တိုင်ကြီးတစ်ခုခိုင်ခိုင်စိုက်ပြီးအဲ့ဒီငုတ်တိုင်နဲ့ကျိုးနဲ့ဒီနွားကိုခြိထားဖို့ပဲရှိတယ်ခြိထားလို့ရှိရင်ခါတိုင်းလိုလွတ်လွတ်လပ်လပ်မသွားရတော့ကျိုးကိုအားပြုတ်ပြီးတော့အားကုန်ယုံဖြတ်ပေမဲ့လို့ကျိုးကမပြတ်တဲ့အတွက်ကြောင့်နောက်ဆုံးကြတော့မောပန်းပြီးတော့ခြိတိုင်းနားမှာပဲခွေခွေလေးအိတ်သွားတဲ့နွားလိုပဲလူရဲ့စိတ်ဟာလည်းပဲအဲ့ဒါလို့ခြိတိုင်းလေးတစ်ခုထားဖို့လိုအပ်တယ်ကာမဂုဏ်အာယုန်တွေနောက်အမြဲတမ်းပြေးလွှားနေတဲ့စိတ်ကလေးကိုအတ္တတပတ္တတလို့ဆိုရဲထက်လေဝင်လေဆိုတဲ့ခြိတိုင်းကလေးတစ်ခုထားဖို့ကမ္မထာလို့အထုတ်တယ်ဆိုတာခြိတိုင်းတစ်ခုပေါ့စိတ်ကလေးကိုခြိနှောင်းတာခြိနှောင်းတဲ့ကျိုးကဘာလို့ဆိုတတိပဲတတိကအမြဲတမ်းထွက်လေဝင်လေလေးကနေတခြားရောက်မသွားအောင်စိတ်ဆိုတဲ့နွားရိုင်းကလေးကိုတတိကျိုးနဲ့ခိုင်ခိုင်ခြိပြီးတော့အတ္တတပတ္တတလို့ခေါ်တဲ့ထွက်လေဝင်လေအာယုန်လေးပေါ်မှာငြိမ်ကြတော့ကျိုးနဲ့ခြိပြီးတော့ထားတယ်လို့ထားတာလို့အဲ့တော့ကိုယ်စိတ်လေးကိုဆုံးမတဲ့အခါမှာဒီလိုပဲဆုံးမအဲ့တော့လွယ်လွယ်ကူကူနဲ့တော့ရမှာမဟုတ်ဘူးသူကတော့ယုံမှာပဲအဲ့တော့ယုံရင်ယုံမစေကျိုးခိုင်ခိုင်ထားဖို့လိုတယ်သို့တော့လူတွေကခြိတဲ့ကျိုးကမခိုင်တဲ့အကြောင်းခဏခဏလွတ်တတိကအားပြော့နေတဲ့အခါစိတ်လေးကခဏခဏလွတ်ထွက်သွားကမ္မထာညောင်းနေရောက်ရနေဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်စိတ်လေးကခဏခဏလွတ်ထွက်ပြန်ဖမ်းပြန်ခြိနဲ့အဲ့ဒါလိုလုပ်အောင်နောက်ဆုံးမှာမုတ်တိုင်ကိုလည်းခိုင်ခိုင်ဆိုင်ကျိုးကိုလည်းပဲခိုင်တဲ့ကျိုးနဲ့တတိဆိုတဲ့ကျိုးကိုခိုင်အောင်လုပ်ပြီးတော့စိတ်ဆိုတဲ့နွားရိုင်းလေးကိုဆုံးမဖို့အတွက်ခြိနှောင်ထားဖို့လိုအပ်တယ်ဒါကထင်ရှားတဲ့ဥပမာနဲ့ဝိသုဒ္ဓိမေထက္ကရာမှာရှင်းပြတဲ့အတိတ်တွေလေးတစ်ခုပေါ့ဒါလည်းအမှန်တမ်းမှန်ကန်တယ်ပေါ့စိတ်ဆိုတာအာယုန်ဒီမှာပြေးလွှားနေလို့အမှန်တမ်းရိုင်းချိုင်းနေတတိလက်လွတ်ဖြစ်နေတယ်ဒါကြောင့်မို့လို့အာနာပါနကမ္မထာကိုဒီကမ္မထာတရားကိုအားထုတ်ပြီးကောင်းကျိုးချမ်းသာတွေကိုရချင်လို့တတိတွေတိုးလာဖို့တမာရီတွေတိုးလာဖို့အသိပညာတွေရလာဖို့ဆိုတဲ့အခါမှာအာယုန်လေးတစ်ခုခြိတိုင်းလေးတစ်ခုထားပြီးတော့တတိနဲ့ဆွဲဆွဲမြဲမြဲထိုးအာယုန်လေးပေါ်မှာစိတ်ကလေးငြိမ်တော့အောင်လုပ်ဖို့ဒါကမ္မထာအလုပ်လို့ခေါ်တာပဲကိုလုံးနေတဲ့အလုပ်ဟာစိတ်ကလေးကမ္မထာအာယုန်ပေါ်မှာငြိမ်သွားရင်ဒါမှန်ကန်တယ်လို့ပဲဒီလိုပြောရမှာပေါ့နော်အဲ့တော့မြတ်စွာဘုရားနဲ့ခင်ကိုတော်မြတ်ကဒီကမ္မထာကိုဟောတဲ့အခါမှာပထမဆုံးစလိုက်တာဘာလို့ဆိုတတောဝအတ္တတတိတတောဝပတ္တတတိတတိလေးနဲ့ဝင်လေကိုရှုပါတဲ့တတိကလေးနဲ့ထွက်လေကိုထုတ်ပါလို့ဒါလူတွေဟာ24နာရီပတ်လုံးကိုယ့်ရဲ့နှာခေါင်းကဝင်လေထွက်လေနဲ့အသက်ရှင်နေကြတာဖြစ်တော့လည်းပဲတတိမကတ်ဘူးပေါ့လူတွေမှာဒီအာယုံပေါ်မှာတတိမကတ်ဘူးတခြားအာယုံတွေပေါ်ရှောက်ပြေးနေတဲ့စိတ်လေးပြင်ဆင်စရာမလိုတဲ့ပဂတိအလို့လျောက်ရနေတဲ့ဒီထွက်လေဝင်လေဆိုတဲ့အာယုံလေးပေါ်မှာတတိလေးနဲ့စပြီးတော့ခြိနှောင်မှလို့ဒီလိုပြောတာနော်အဲ့ဒီအချိန်မှာဒါကမ္မထာလုပ်ငန်းကိုစတင်ဖို့မြတ်စွာဘုရားပြတယ်တတောဝအတ္တတတိတတောဝပတ္တတတိတတိလွတ်ပြီးတော့မရှုနဲ့တတိလွတ်ပြီးတော့ရှိုက်မထုံနဲ့အသက်ရှုရင်လည်းတတိထိုင်အသက်ရှုသွင်းလို့ရှိရင်လည်းတတိရှိပါစေရှုထုတ်လို့ရှိရင်လည်းတတိနဲ့ရှုထုတ်ဆိုလိုတာကရှုသွင်းတဲ့လေပဲဖြစ်စေရှုထုတ်တဲ့လေပဲဖြစ်စေဘယ်လေပဲဖြစ်ဖြစ်တတိရှိနေရမယ်လို့ပြောတာနော်ထွက်လေဝင်လေဝင်လေထွက်လေဝင်လာတဲ့လေပေါ်မှာလည်းတတိရှိနေရမယ်ထွက်သွားတဲ့လေပေါ်မှာလည်းတတိရှိနေရအဲ့ဒီဝင်လေထွက်လေဆိုတဲ့အာနာပါနလို့ခေါ်တယ်ဒီအာယုံလေးပေါ်မှာတတိနဲ့စတင်ပြီးတော့လေ့ကျင့်ပါလို့ဒီလိုပြောတယ်အဲ့ဒီအချိန်မှာတတိကိုအဓိကထားပြီးတော့ပြောတယ်အဲ့ဒီတတိကိုအဓိကထားပြီးပြောပြီးတဲ့နောက်မှာ
နောက်ကပညာပါလာပုံကိုဆက်ပြီးတော့ပထမစတုတ်ကအနေနဲ့မြတ်စွာဘုရားဟောတာနာဟိတတိဝိရိတာပညာနာမအဋ္ဌိတတိမပါပဲပညာဘယ်တော့မှမဖြစ်ဘူးဒါကြောင့်တတိပညာရဲ့ရှိပြေသဘောဖြစ်တယ်ပေါ့ဒါမို့တတိကောင်းအောင်ရင်လောက်တတိရှိလာလို့ရှိရင်ဆိုလိုတာကတတိမမှုခုမမြင်ဆိုတာလို့မြင်ဖို့အတွက်ကတတိမူဖို့လိုတယ်ဉာဏ်ဖြစ်ဖို့အတွက်တတိမူရမယ်လို့ဒီလိုဆိုတတိမှမရှိလို့ရှိရင်ဉာဏ်ဆိုတာမြင်တာဆိုတာဖြစ်တယ်ဒါကြောင့်မို့လို့ရှေးဥစွာရှုတင်းရှုထုတ်လုပ်တဲ့အချိန်လေးမှာတတိလေးနဲ့လုပ်ပါလို့ဒါစတင်ပြီးတော့လေ့ကျင့်စတင်လေ့ကျင့်တဲ့အခါမှာအချိန်ကလေးရလာတဲ့အခါမှာအတိလေးတွေဝင်လာတယ်ဘာဝင်လာတော့ဆိုဒီကံဝါအတ္တတံတောဒီကံအတ္တတာမိတိပါသနာတိရတ္တံဝါအတ္တတံတောရတ္တံအတ္တတာမိတိပါသနာတိဟောဒီထွက်လေဝင်လေနဲ့ပတ်သက်လာပြီးတော့ဝင်လေလေးဟာအချိန်ခါအားဖြင့်ရှိလျားတယ်ဆိုတာရှိတယ်တူတောင်းတယ်ဆိုတာရှိတယ်ခန္ဓာကိုယ်ကြောင့်ပဲဖြစ်စေတရားတွေရဲ့အလိုက်ပဲဖြစ်စေဒီနေရာမှာဆိုလိုတာကအချိန်ခါရှိတာကိုရှိတယ်လို့ပြောတယ်အချိန်ခါတူတာကိုတူတယ်လို့ပြောရခန္ဓာကိုယ်ရှိတာတူတာကိုဆိုလိုတာမဟုတ်ဘူးအဲ့တော့အသက်ရှူတဲ့အနေအထားတစ်ခုမှာတပြင်းချတဲ့အခါဆိုတချို့ကအရှည်ကြီးရှူတယ်လေရှိတခါလူတွေဟာမောပန်းပြီးတော့သွားတဲ့အခါကျတော့ဟောဟဲနဲ့ရှူတာထုတ်တာမြန်လာတူတာရှိတယ်နော်အချိန်တူတယ်အချိန်ရှိတယ်ဒါကပညာတတိထားမိတဲ့အခါကျတော့ကိုယ်ပြခြားနာမှုတစ်ခုပေါ်လာတာကိုပြောပြတာအသိဉာဏ်နဲ့အဲ့တော့ဘယ်လိုကိုယ်ပြလာတော့ဆိုလို့ရှိရင်ကိုယ်အသက်ရှူမှုဟာရှိလျားတယ်ဆိုလို့ရှိရင်လည်းရှိလျားမှန်းသိလိုက်တယ်ဝင်သက်ရှိလျားတာကိုလည်းသိတယ်ထွက်သက်ရှိလျားတာကိုလည်းသိတယ်တခါဝင်သက်တူတောင်းလို့ရှိရင်ဝင်သက်တူတောင်းမှန်းသိတယ်ထွက်သက်တူတောင်းလို့ရှိရင်လည်းထွက်သက်တူတောင်းမှန်းသိလာတယ်အဲ့ဒီသိလာတယ်ဆိုတာတတိတဲ့ဆင့်ကဲပြီးတော့ပညာထပ်ဖြစ်လာတဲ့အဓိပ္ပာယ်ကိုပြောပြတယ်ပထမကိုယ်ကထူထောင်တာစတင်ထူထောင်တာတတိပဲသိဖို့ကအဓိကမဟုတ်ဘူးတတိရှိဖို့ကအဓိကဝင်နေတဲ့ဝင်လေပေါ်မှာတတိရှိရမယ်ထွက်လေပေါ်မှာတတိရှိရမယ်အခုကျတော့ဝင်လေရဲ့တဘာဝကိုသူကသိတာပုံစံမတူတာသိတာရှည်ရှူတဲ့အခါကျတော့ရှည်တယ်လို့သိတယ်တူတောင်းဆိုရင်တူတယ်လို့သိလာတယ်မတူညီတဲ့အချက်ကလေးတွေကွဲပြားခြားနားစွာသိလာဝင်သက်တူရင်တူတယ်ထွက်သက်တူရင်တူတယ်လို့သိတယ်ဝင်သက်ရှည်ရင်ရှည်တယ်လို့သိတယ်ဝင်သက်ထွက်သက်တူရင်တူတယ်ရှည်ရင်ရှည်တယ်လို့သိလာတယ်လို့ဆိုတခုတစ်ခုမှာနှစ်မျိုးပေါ့ဝင်လေထွက်လေမှာအတူအရှိဒီလိုလားသိလာဒါကပစ္စုပန်ဆက်အတိညာရောက်လာပုံကိုပြောပြတယ်အဲ့ဒီရောက်လာတဲ့အတိညာလေးတစ်ခုဒီတိုင်းထားလို့မရအတိညာပို့ပြီးတော့ရှင်းလင်းလာအောင်ကြိုးစားအထောက်မှုလုပ်အပ်လာတယ်ပေါ့ကြိုးစားအထောက်မှုရှိမှတိုးတက်လာပညာလေးတစ်ခုရလာလို့ရှိရင်ရလာတဲ့ပညာကိုအတားလေးဒီတိုင်းနေလို့မတိုးတက်ဘူးနော်တိုးတက်လာအောင်လုပ်ပြရအဲ့ဒါကြောင့်မို့လို့အခုပထမစတုကမှာအသိဉာဏ်လေးနှစ်ခုကွဲပြားထူးခြားလာပုံကိုပစ္စုပန်စကားနဲ့ပြောတာဒီကံဝါအတ္တတံတော်ဒီကံအတ္တတာမိတိပသနာတိသိတယ်နော်ဝင်သက်ရှည်တယ်လို့သိတယ်ထွက်သက်ရှည်တယ်လို့သိလိုက်တယ်ဝင်သက်တူရင်တူတယ်လို့သိလိုက်တယ်ဝင်သက်ထွက်သက်တူရင်တူတယ်လို့သိလိုက်တယ်ဟောအဲ့ဒါလို့သိမှုဟာပစ္စုပန်အနေထားဖြင့်အသိဉာဏ်ဖြစ်ပေါ်လာပုံကိုပြောပြတာအဲ့ဒါလို့တိုးတက်လာပြီးတဲ့အခါမှာနောက်ထပ်ဘာဆက်လုံးอ่ะအသိဉာဏ်ရှိလာကိုယ့်ရဲ့ကြိုးစားအထောက်မှုတိုးမြင့်ပေးဖို့အသိဉာဏ်တိုးမြင့်ပေးဖို့ဘာလုပ်ရမလဲလို့ဆိုရင်သဗ္ဗကာယပဋိတံဝေတိအတ္တတိတ္တာမိတိသိက္ခတိဒါကြတော့
တိတ်ခတိဆိုတဲ့စကားလုံးပါလာကြိုးစားမှုလေးပါလာခုနတော့ကပထမဆုံးပြောတာကတတိတသက်ကိုပြောခဲ့တယ်အခုဒုတိယအရှိအတူနဲ့ပြောတဲ့အခါကျတော့ပညာပါလာပြီနော်အခုတည်းခါတတိယကျတော့ဘာပါလာတော့ဆိုတော့ဝိရိယပါလာပြီလို့ဒီလိုပြောဆိုလိုတာကတတိရဲ့ဝိရိယရဲ့ပညာရဲ့ဒီသုံးခုဟာကမ္မထာအထုတ်ရင်မရှိမဖြစ်တဲ့အင်္ဂါရတယ်ဒါကြောင့်မို့မဟာတတိပဋ္ဌာန်တော့မှာအာတာပိတမ္ပဇာနောတတိမဟာဆိုတာနာမည်နဲ့ဖော်ထုတ်ပြီးတော့ဟောထားတာအမည်နဲ့ကောက်ယူပြီးတော့ဘုရားပြတာအာတာပိတာမန်လုံးလဝိရိယမဟုတ်ဘူးပြင်းပြင်းထန်ထန်ကြိုးစားအထုတ်တဲ့ဝိရိယရှိရမယ်တမ္ပဇာနောတာမန်ပညာမျိုးမဟုတ်ပဲကွယ်ကွယ်ပြားပြားကြိုးရှင်ရှိတယ်လှုပ်တဲ့လှုပ်ထိုက်တာကိုကွယ်ကွယ်ပြားပြားသဘောပေါက်နားလည်တဲ့ပညာမျိုးရှိရတတိမှာဆွဲမြဲတတိရှိရမယ်လို့ဟောဒီသုံးခုကိုအဓိကထားတယ်အဲ့ဒါနဲ့တစ်ထပ်သေးပဲဘာမှမထူးမြတ်စွာဘုရားဟောတဲ့တရားဟိုနာတစ်မျိုးဒီနာတစ်မျိုးမဟုတ်ဘူးဆိုကမ္မထာအထုတ်ပြီးဆိုရင်လည်းဒီမှာလည်းကြည့်ပထမတတိလေးနဲ့စတတိလေးနဲ့စလိုက်တာဒီကံဝါအတ္တတံတော်ရတံဝါအတ္တတံတော်နဲ့လာတဲ့အခါကျတော့ပသနာတိဆိုပညာဖြစ်လာပုံကိုပြောတယ်ဟောခုတတိယအဆင့်ရောက်တဲ့အခါကျတော့တပ္ပကာယပဋိတံဝေဓိအတ္တသိတာမိတိသိက္ခတိတပ္ပကာယပဋိတံဝေဓိပတ္တသိတာမိတိသိက္ခတိသိက္ခတိဆိုကြိုးစားတာနော်ကြိုးစားတယ်ဆိုဝိရိယသဘောကိုထင်ရှားလာဒီလိုသိအောင်ကြိုးစားမယ်ဆိုအတိထူးခြားလာတဲ့အတိတစ်ခုရအောင်ကြိုးစားအဲ့တော့တပ္ပကာယပဋိတံဝေဓိဆိုတာတပ္ပကာယဆိုတာဘာပြောတာတော့တာမန်ပြောမယ်ဆိုရင်တပ္ပကာယဆိုတာအလုံးအလုံးစုံသောကိုယ်တကူလုံးလို့ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်မျိုးတရရေးနဲ့ပြောမှဆိုလို့ရှိရင်ဒါဖြင့်ဒီကာယဆိုတာတကူလုံးဆိုတာဒီနေရာမှာအဓိပ္ပာယ်ကောက်ယူတာတွေမှားတတ်တယ်အာနာပါနရှုရင်းကနေတကူလုံးကိုလိုက်ကြည့်တာတွေရှိတတ်တယ်ပေါ့တချို့နီးစနစ်တွေမှာဒီမှာဆိုလိုတဲ့တကူလုံးဆိုတာဘယ်သူ့ကိုပြောတာတော့ဆိုထွက်လေဝင်လေရဲ့တကူလုံးကိုပြောတာခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုပြောတာမဟုတ်ဘူးခြေဆုံးခေါင်းဆုံးကိုလိုက်ရှုဖို့ပြောတာမဟုတ်ဘူးအဲ့ဒီနေရာမှာ interpretation အဓိပ္ပာယ်ကောက်ယူမှုတွေလွဲမှားနေတာရှိတယ်ပေါ့ဟောစာပေကျမ်းဂန်မှာတပ္ပကာယဆိုဒီမှာကာယဆိုတာထွက်လေဝင်လေ the body of breathe in breathe out ကိုဆိုလိုတာဒီကာယလို့သုံးလိုက်တာဒီ group လေးလို့ဆိုလို့ထွက်လေဝင်လေ group လေးထွက်လေဝင်လေအစုကလေးအဲ့ဒါကိုကာယလို့ဒီနေရာသုံးတာထွက်လေဝင်လေအစုလေးကိုတကူလုံးမကြမ်းမကျွင်းထွက်လေဆိုလို့ရှိရင်လည်းအစအလယ်ဆုံးဝင်လေဆိုလို့ရှိရင်လည်းအစအလယ်ဆုံးအကုန်လုံးသိရမယ်ထင်ထင်ရှားရှားကြီးဖြစ်ပြီးတော့သိအောင်ကြိုးစားမယ်လို့ကြိုးစားအထောက်အောင်သိအောင်လုပ်မယ်လို့ကြိုးစားအထောက်အောင်ဒီဒိဋ္ဌိကိုဆိုလိုတာနော်အေးတချို့ကတော့ထွက်လေဝင်လေလေးကိုမှတ်ရင်းကနေပြီးတော့တကူလုံးမှာဟိုနာရားတာတွေဒီနာရားတာတွေလျှောက်ပြီးတော့ရားတာတွေရန်တာတွေ sensation တွေအကုန်လျှောက်ပြီးတော့မှတ်တဲ့နည်းစနစ်တွေလည်းရှိတယ်အဲ့လိုညွှန်ကြားတာတွေလည်းရှိတယ်သို့တော့စာပေကျမ်းကမှာအဲ့ဒါလိုမပါဘူးလို့တော့မှတ်တာပေါ့နော်ကမ္မထမ်းဆိုတာဘယ်ဟာမမှတ်ရဘူးလို့တော့မရှိဘူးနော်ခန္ဓာကိုယ်မှာဖြစ်တာမှတ်လို့မရဘူးလို့ဆိုတာတော့မရှိဘူးမှတ်လို့ရတယ်သို့တော့သူပေးထားတဲ့နည်းစနစ်ကဒီနည်းစနစ်မဟုတ်ဘူးဆိုတာကိုသတိထားဖို့လိုတယ်ပေါ့တပ္ပကာယပဋိတံဝေဓိအလုံးစုံသောကာယကိုထင်ရှားသိစေလျက်ထင်ရှားစေလျက်ထင်ရှားပေါ်လွင်စေလျက်အတ္တဒိဋ္ဌာမိရှုသွင်းမယ်ဝင်လေကိုဖြစ်စေမယ်ပတ္တဒိဋ္ဌာမိထွက်လေကိုဖြစ်စေမယ်ဆိုတာအနာဂတ်ကိုပြောတယ်ဖြစ်နေတာကိုသိတာပြောတာမဟုတ်ဖြစ်စေရမယ်ဒါဖြစ်ကိုဖြစ်ရမယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့သိက္ခတိအာသစ်ပြီးတော့ကြိုးပမ်းအထောက်တယ်လို့ပြောတာဒါကြတော့ဝီရိယကိုအဓိကထားဟောပြန်တာမြတ်စွာဘုရားနော်အဲ့တော့ထွက်လေဝင်လေကိုရှိမှတ်တဲ့အခါမှာပထမတတိဒုတိယပညာတတိယဝီရိယဆိုတာလာပေါင်းစပ်မိသွားအဲ့တော့ဝီရိယပါလိုက်တဲ့အခါတို့ဒီပညာတို့တတိတို့ကလွတ်သွားတာလားလို့ဆိုမဟုတ်ဘူးသုံးခုစုမိသွားတယ်အားပိုကောင်းလာပထမကတော့တတိလေးနဲ့တင်သွားတာနောက်ထပ်ပညာလိုက်လာဟောနှစ်ခုဖြစ်သွားတယ်တတိယကျတော့ပ
ဘာပါလာတော့ဝီရိယပါလာတယ်ဆိုတော့တတိယောပညာယောဝီရိယရောဆိုစုံမသွားပြီဘူးလားစုံသွားတယ်ဒီလိုစုံသွားအောင်ကိုယ့်ရဲ့တဏ္ဍာမှာဒီအည်ချင်းတွေဟာတက်လာတဲ့သဘောကိုပြောပြဒါတွေဟာစွမ်းအားရှိတဲ့အရာကြည့်လေဒီတတိဟာတတိပလပဲစွမ်းအားရှိတယ်သူကဝီရိယကလည်းဝီရိယပလပဲစွမ်းအားရှိပညာကလည်းပညာပလပဲဟောဘိုး၅မျိုးထဲမှာသူတို့စွမ်းအားရှိတဲ့အရာတွေပဲပေါ့အိန္ဒြေထဲမှာလည်းချုပ်ခိုင်တဲ့နေရာမှာသူတို့ကကြီးစိုးနိုင်တဲ့အနေအထားတွေရှိတယ်ပေါ့ဒါကြောင့်မို့တရားထုတ်ပြီးဆိုတဲ့အခါမှာအဓိကဘာလို့ဆိုရင်အာယုံပေါ်မှာဓာရီရဖို့ရအဓိကနော်တတိဖြစ်ဖို့ကအဓိကပညာဖြစ်ဖို့ကအဓိကဝီရိယဖြစ်ဖို့ကအဓိကဒီအတွေ့အကြုံတွေထူးထူးဆန်းဆန်းတွေတွေ့ဖို့ကအဓိကမဟုတ်ဘူးနော်တချို့ကြတော့ယောဂီတွေကတရားထုတ်ရင်လေဟိုဟာလေးမြင်ဒါလေးမြင်သဘောတွေကြအဲ့ဒါ meditation movie လို့ခေါ်တယ်ရုပ်ရှင်ကြည့်ခြင်းဟိုဟာမြင်ဒါမြင်လေးနဲ့ရုပ်ရှင်ကြည့်ခြင်း meditation movie တဲ့အဲ့ဒါမျိုးမမျှော်လင့်ရကိုယ်တဏ္ဍာမှာဘာတွေတိုးတက်လာတော့ဆိုတတိတွေတိုးတက်လာတယ်ပညာတွေထက်မြက်လာတယ်လုံလဝိရိယတွေထက်သန်လာတယ်ဟောဒီသုံးခုဖြစ်လာတပ္ပကာယပဋိတံဝေဒီလို့ဆိုတဲ့အာနာပါနရဲ့ထွက်လေဝင်လေအစအဆုံးဆိုတာတစ်ခုလုံးဝင်လေဟာပထမဆုံးကတော့ဝင်စားလေးပဲသိလိုက်တယ်နောက်ပိုင်းမသိတော့အစလေးပဲသိတယ်ပြောတခါတလေအစလေးမသိဘူးအလယ်လောက်မှသိတခါတလေကျတော့အဆုံးလောက်မှသိတယ်ဆိုမပြည့်စုံဘူးအကုန်လုံးသိရမယ်လို့ဆိုလို့ထင်ထင်ရှားရှားဝင်လေရဲ့အစအလယ်ဆုံးထွက်လေရဲ့အစအလယ်ဆုံးပြည့်ပြည့်စုံစုံအကုန်လုံးကိုတတိထားမိပြီးအကုန်လုံးဟာကိုဉဏ်ထဲမှာတတိထဲမှာတတိကောင်းလာရင်ဒါရထင်းလာမှာမရရအောင်ထင်ရှားလာအောင်ကြိုးစားအထောက်ပါလို့ဒါလိုပြောတာကြိုးစားအထောက်ဒါကိုသဗ္ဗကာယပဋိတံဝေဒီလို့ဆိုတာ ਨੇ တချို့ကခံစားတာလို့ထင်နေတယ်စာပေကျမ်းကမှာခံစားတာကိုပြောတာဝေဒီဒီနေရာမှာပဋိတံဝေဒေတိဒီပြင်နေရာမှာပဋိတံဝေဒေတိခံစား၏လို့ဒီလိုတချို့နေရာမှာစကားလုံးရှိတော့လည်းပဲဒီနေရာမှာအထက်ကထာတို့တီဃာတို့အစဉ်လာယူတဲ့အဓိပ္ပာယ်ကအဲ့ဒါမဟုတ်ဘူးပဋိတံဝေဒိတံကရွန်တော်ပါကတံကရွန်တော်ပေါ်လွင်ထင်ရှားအောင်လုပ်တာကိုပြောတာသိတာရှင်းရှင်းကြီးသိတာခက်လေဒီဝင်လေကိုလည်းရှင်းရှင်းကြီးသိတယ်အစအလယ်ဆုံးခက်လေကိုလည်းရှင်းရှင်းကြီးသိတယ်ဆိုလိုတာကအလုံးကိုခြုံပြီးငုံပြီးသိတယ်ဒီလိုပြောလို့တာအဲ့ဒါသဗ္ဗကာယပဋိတံဝေဒီခက်လေဝင်လေတစ်ခုလုံးကိုခက်လေဝင်လေနော်ဝင်လေရဲ့အစအလယ်အဆုံးတစ်ခုလုံးကိုထင်ရှားသိလျက်ထင်ထင်ရှားရှားပေါ်လွင်စေလျက်အတ္တိတမိဝင်လေကိုဖြစ်စေမယ်ပတ္တတိတမိထွက်စီကိုဖြစ်စေမယ်လို့သိခတိကျင့်ကြံကြုတ်ကိုအထုတ်ပါဒါတွေပေါ်လာအောင်ကြိုးစားအထုတ်ပါဒီလိုဆိုလို့သဗ္ဗကာယပဋိတံဝေဒီဟောသိလာပြီဆိုတဲ့ကငကိုယ်တော့ကတော့တတိလေးထားပြီးတော့ရှူတယ်ဝင်လေကိုဖြစ်စေတယ်တတိလေးထားပြီးတော့ရှိုက်တယ်ထွက်လေကိုဖြစ်စေတယ်ဒါတော့ပဲနောက်တစ်ခါကျတော့ရှည်ရင်ရှည်တယ်တိုးရင်တိုးတယ်အချိန်ပိုင်းလေးပါသူကထူခြားမှုလေးပါသိလာဟောပညာလေးဝင်လာအခုဒီကျတော့ထွက်လေဝင်လေရဲ့အစအဆုံးကိုထင်ထင်ရှားရှားကြီးသိပြီးတော့သိဖို့ကြိုးစားအထောက်လာတယ်ဆိုသိလာတယ်ဒီလိုဆိုလိုတာနော်အေးဒါတိုးတက်မှုတစ်ခုလို့ဒီလိုပြောတယ်ဟောနောက်တစ်ခါနံပါတ်၄ကျတော့ဗာပြောတယ်ဆိုပတ္တံတယံကာယသင်္ခါရအတ္တတိတမိတိသိက္ခတိပတ္တံတယံကာယသင်္ခါရပတ္တတိတမိတိသိက္ခတိဒီနေရာမှာကာယသင်္ခါရဆိုတာခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးတော့ကာယလို့ဆိုရယ်ဒီရုပ်ခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့ဖြစ်နေတဲ့ကာယသင်္ခါရဆိုတာဒီနေရာမှာဘယ်သူ့ကိုပြောတာတော့ဆိုအတ္တတာပတ္တတာကာယသင်္ခါရောလို့ဆိုတဲ့အတိုင်းပဲဒီစကားလုံးကယမိုက်ကျမ်းမှာလည်းပါတယ်အဘိဓမ္မာယမိုက်ကျမ်းမှာလည်းပါတယ်နော်သုလဝေဒလတုတ်လို့ဆိုတဲ့တုတ်တံမှာလည်းပါတယ်
ကာယသင်္ခါရဆိုတာဘုရုပြောတာတော့လို့ဆိုလို့ရှိရင်ထွက်လေဝင်လေကိုပဲပြောတယ်ပတ္တံပယံကာယသင်္ခါရဒီထွက်လေဝင်လေဟာခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးတော့ဖြစ်လို့ပြုပြင်ထားတဲ့အရာဖြစ်လို့သူ့ကိုကာယသင်္ခါရလို့ခေါ်တယ်အဲ့တော့ကာယသင်္ခါရဆိုတာတခြားမဟုတ်ဘူးထွက်လေဝင်လေကိုပဲခေါ်တယ်လို့ဒီလိုမှတ်ဖို့လိုတယ်အဲ့ဒီကာယသင်္ခါရကိုပတ္တံပယံငြိမ်းသွားအောင်တိမ်မွေးသွားအောင်ချုပ်သွားအောင်ပျောက်သွားအောင်ရှုသွင်းမယ်ရှိုက်ထုတ်မယ်သို့မဟုတ်ဝင်လေကိုဖြစ်စေမယ်ထွက်လေကိုဖြစ်စေမယ်လို့ကြိုးကုပ်အားထုတ်ပါလို့ဟောခုနတုန်းကသူကငြိမ်သက်သွားတာတွေဘာတွေမပြောဘူးထွက်လေဝင်လေရဲ့အစအဆုံးအကုန်လုံးသိအောင်ကြိုးစားတယ်ထွက်လေဝင်လေရဲ့အစအဆုံးကြိုးစားပြီးတဲ့နောက်တစ်ဆင့်တက်လာတဲ့အခါကျတော့ဘာတော့အဲ့ဒီထွက်လေဝင်လေဟာကြမ်းတမ်းရာကနေပြီးတော့နုသွားတယ်တိမ်မွေးသွားတယ်နောက်ဆုံးမှာမြင်ကလေးတကယ်ကိုပျောက်သွားတဲ့အဆင့်လောက်ထိအောင်ရောက်သွားအောင်တိမ်မွေးသွားတယ်လို့ဒီလိုဆိုလို့လားနော်တကယ်ဒီထွက်လေဝင်လေလေးဟာအဲ့ဒါကိုပြောတာပတ္တံပယံကာယသင်္ခါရံအတ္တသိတာမိရှုသွင်းနေတဲ့ဝင်လေလေးရှိုက်ထုတ်နေတဲ့ထွက်လေလေးဟာငြိမ်သက်သွားတယ်နောက်ဆုံးမှာကြောက်တလောက်ဖြစ်သွားတယ်ဒီလိုအနေအထားမျိုးလူမှကြည့်လေဒီအဝေးကနေပြေးလာတဲ့လူတယောက်ရဲ့အတန်ကိုကြည့်လိုက်ဟောဟဲနဲ့ထွက်လေဝင်လေကြီးကအမတန်မှပြင်းနေမလားဖားဖို့ကနေပြီးတော့အတန်ထွက်တယ်လို့ဟောဟဲနဲ့ပြင်းတယ်ဟောထိုင်ပြီးတော့အနားယူလိုက်တဲ့အခါကျဘယ်လိုဖြစ်သွားတဖြည်းဖြည်းချင်းညင်းသားသွားအိမ်မောကျသွားတဲ့အခါကျဟာဒီလူအသက်မှရှူရမလားဟိုဟောက်တဲ့လူတွေတော့သွားမပြောနဲ့နော်မဟောက်တတ်တဲ့လူဆိုဒီလူအသက်မှရှူရမလားလို့ဆိုပြီးစမ်းကြည့်ရလောက်အောင်ငြိမ်သွားတယ်ထွက်လေဝင်လေဒီလိုတိမ်မွေ့သွားဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ခေါင်းလောင်းလေးတစ်ခုတီးလိုက်ကြီးလိုက်တဲ့အခါပထမထွက်လာတဲ့အတန်ကြီးအတန်ချမ်းကြီးထွက်လာနော်အတန်ချမ်းကြီးထွက်သွားပြီးတဲ့နောက်မှာနောက်ကနေဟီပြီးတော့လိုက်လာတဲ့အတန်လေးတွေကဖြည်းဖြည်းနဲ့နောက်ဆုံးမှတိမ်မွေ့သွားတာမဟုတ်လားတဖြည်းဖြည်းချင်းမှပျောက်သွားတာလေခေါင်းလောင်းထိုးတယ်ဆိုတာဖြည်းဖြည်းချင်းမှဟီနဲ့ဆိုပြီးတော့ပျောက်သွားတယ်အဲ့ဒါမျိုးလိုပဲထွက်လေဝင်လေဟာပြင်းထန်တဲ့ထွက်လေဝင်လေကြီးကနေတဖြည်းဖြည်းတိမ်မွေ့နူးညံ့ပြီးနောက်ဆုံးမှပျောက်သွားတဲ့အဆင့်ဒါကဘာကိုပြောတာလဲဆိုတမာတိသိအားကောင်းလာပြီဆိုတဲ့အထိပ္ပယ်ကိုပြောတာတမာတိသိအားကောင်းလာပြီစိတ်လေးကတည်ငြိမ်သွားပြီတတိယလည်းကောင်းတယ်နော်ပညာလည်းကောင်းတယ်ဝီရိယလည်းဒီသုံးခုနဲ့ကြိုးစားလိုက်တဲ့အခါဘသူအသားတက်လာတော့ဆိုတမာတိတွေတက်လာတမာတိတက်လာပြီဆိုတာနဲ့တပြိုင်နက်စိတ်ကငြိမ်ပြီးတော့ထွက်လေဝင်လေလေးကပျောက်တော့ကိုဖြစ်သွားနောက်ဆုံးတမာတိသိကောင်းရင်စတုထဇာန်တို့ဘာလို့ရပါတယ်ဆိုလို့ရှိရင်လုံးဝတော့မှအသက်မရှိတဲ့အဆင့်ရောက်သွားတာပဲလေဒီလိုဆိုလို့အဲ့တော့ဒီပထမစတုကမြတ်စွာဘုရားကဟောထားတာပြန်ပြီးတော့ကြည့်အခြေခံကတတောဝအတ္တတတိတတောဝပတ္တတတိအဲ့ဒါကြောင့်လည်းစတုကထဲမှာဒါကိုထည့်သွင်းပြီးတော့ပြောတာလည်းရှိတယ်ကဲဒါလေးကမြတ်စွာဘုရားအာနာပါနအလုပ်ဟာမာနစတတိနဲ့စနော်ဒါမို့အာနာပါနတတိလို့ပြောတာတတိနဲ့စပြီးတော့ဒုတိယပါဝင်လာတော့ရှည်ရင်ရှည်တယ်တိုးရင်တိုးတယ်လို့သိလာတာပညာဝင်လာနော်အဲ့တော့ပထမအစကိုလွတ်ထားလိုက်ပြီးတော့ရှည်ရင်ရှည်မှန်းသိတာကဒီပထမစတုတ်ကရဲ့အစတိုးရင်တိုးမှန်းသိတာကပထမစတုတ်ကရဲ့ဒုတိယတခါအတ္တတပတ္တတထွက်လေဝင်လေတွေရဲ့အစအလယ်ဆုံး၃မျိုးစလုံးကိုပိုင်နိုင်ချင်းရှားကြီးသိဖို့ကြိုးစားလာတာကတတိယနောက်ဆုံးမှာအတ္တတပတ္တတလို့ဆိုရင်ကာယသင်္ခါရတိမ်မွေ့သွားအောင်ကြိုးစားအထုတ်လာလို့တမာတိတွေဝင်သွားလို့လုံးဝတိမ်မွေ့သွားတဲ့အဆင့်ရောက်သွားတာဟာကစတုထာလို့ဒါပထမစတုကရဲ့အဆင့်တက်သွားပုံလေးကိုတတိထားနော်ဒါပထမစတုကအဲ့ဒီပထမစတုကကိုရသော်ဘုရားကအာနာပါနတတိအားထုတ်တဲ့ပုဂ္ဂိုလ်တိုင်းအတွက်ဒီကင်းနာတွေအတွက်အာရိကမေကလို့ဆိုရယ်တရားစအားထုတ်ပြီးဆိုရင်
အဲ့ဒီကစအာထုတ်ပါတဲ့ဒါလိုပြောတာနော်ဒါကြောင့်မို့လို့ဝိတ္တုရိမေအထက်ကထာမှာဒီပထမစတုကဟာတဲ့အာရိကံမိကကမ္မထံအာထုတ်တဲ့ပုဂ္ဂိုလ်အတွက်ဒီနည်းစနစ်ကိုမြတ်စွာဘုရားပေးတာပါဒါတရားအထုတ်မဟာတတိပဋ္ဌာနာတော့မှာဒီလေးခုပဲပြောတာနော်ဒီပထမစတုကကိုပဲမြတ်စွာဘုရားမဟာတတိပဋ္ဌာနာတော့မှာဟောတယ်နောက်စတုက3ခုမဟောဘူး16ခုလုံးမဟောဘူးအခုဒီသုဒ္ဓမှာ16ခုလုံးဟောတာအဲ့တော့ပထမဆုံးစအာထုတ်ဖို့အာနာပါနသတိတတအာထုတ်တဲ့ပုဂ္ဂိုလ်ဟာအခုဒီပထမစတုကပဲစရမယ်လို့ဒီလိုပြောတာအဲ့ဒီအတွက်အာထုတ်ခိုင်းတာဒုတိယတတိယစတုထကျန်တာတွေကြတော့တမာတိအရှိန်တက်လို့ဇံရသွားပြီးတဲ့နောက်မှာအာထုတ်ပုံကိုပြောတာအဲ့ဒါတွေကဇံရတဲ့ပုံနောက်တစ်ခါဒီပထမစတုကဟာကာယ ानु ပတနာတတိပဋ္ဌာန်နဲ့ပြောမယ်ဆိုရင်ကာယ ानु ပတနာတတိပဋ္ဌာန်နဲ့ဆက်ဆက်ပြီးတော့ဟောတာလို့ဒီလိုမှတ်ဒုတိယစတုကကျတော့ဝေဒနာ ानु ပတနာနဲ့ဆက်ဆက်ပြီးတော့ဟောတာတတိယစတုကကစိတ် ानु ပတနာနဲ့ဆက်ဆက်ပြီးတော့ဟောတာစတုထစတုကကြတော့ဓမ္မာ ानु ပတနာနဲ့ဆက်ဆက်ပြီးတော့ဟောတာတတိပဋ္ဌာန်၄ပါးနဲ့တွားတာလေအဲဆိုနာမည်ကအာနာပါနတတိဆိုတာကတတိယအဓိကထားတာဒါကြောင့်မို့လို့မြတ်စွာဘုရားကတတိပဋ္ဌာန်၄ပါးနဲ့ဟောဒီအာနာပါနကိုတွဲဖက်ပြီးတော့ဒီစတုက၄မျိုး16ခုမြတ်စွာဘုရားဟောထားခြင်းဖြစ်တယ်ဟောနောက်တစ်ခုပြောရမယ့်ဟာတစ်ခုကဘာတော့လို့ဆိုလို့ရှိရင်အခုပထမစတုကသမထနဲ့လည်းသက်ဆိုင်တယ်ဝိပဿနာကျင့်စဉ်နဲ့လည်းသက်ဆိုင်ဒုတိယစတုကကလည်းသမထနဲ့လည်းသက်ဆိုင်တယ်ဝိပဿနာနဲ့လည်းသက်ဆိုင်တတိယစတုကကလည်းသမထနဲ့လည်းသက်ဆိုင်တယ်ဝိပဿနာနဲ့သက်ဆိုင်နောက်ဆုံး၄ခုမြောက်စတုထစတုထကျတော့တုဋ္ဌဝိပဿနာတက်တက်ကိုဟောအဲ့ဒါကြတော့အခုဒီနီလန်အုပ်စု၄ခုအလုံးပေါင်းတော့16ခုပေါ့နော်တအုပ်စုမှာ၄ခုစီရှိတယ်စတုကဆိုတာ၄ခုပြော၄ခုစီရှိတဲ့ထင်တယ်ပထမစတုကဒုတိယစတုကတတိယစတုကဒီ12ခုကသမထနိစနစ်လည်းပါတယ်ဝိပဿနာလည်းပါတယ်သမထကျင့်ဝိပဿနာကျင့်ဒီတိုင်းတော့သမထလည်းကျင့်လို့ရတယ်ဝိပဿနာလည်းကျင့်လို့ရတယ်ဟောနောက်ဆုံးတတိယ၄ခုအစုကြတယ်စတုထ၄ခုအစုကြတော့ဝိပဿနာတက်ရှုရအတွက်အာနာပါနနဲ့ဆက်ဆက်ပြီးတော့ဒီလိုဟောတယ်လို့မှတ်သားချရတယ်ပေါ့အဲ့တော့မြတ်စွာဘုရားဟောပုံလေးကိုဘုန်းကြီးတို့တွေလေ့လာတဲ့အခါပထမတတိလေးဖြစ်အောင်ကြိုးစားရမယ်ဒုတိယဉာဏ်ဖြစ်အောင်ကြိုးစားရမယ်တတိယကြတော့ဘာဖြစ်အောင်ကြိုးစားတာဝီရိယဖြစ်အောင်ကြိုးစားစတုထကြတော့ဘာဖြစ်လာတော့တမာတိတွေဖြစ်လာတယ်လို့ဟောဒီအဆင့်တိုးလာတယ်အင်အားတွေဘယ်တော့ရလာတော့ဆိုပထမတတိဒုတိယပညာတတိယဝီရိယစတုထကြတော့တမာတိဆိုတာဝင်လာဟောတော်တော်ကိုပြည့်စုံသွားတာနော်ဒါအဓိကအချက်တွေပဲတရားထုတ်ပြီဆိုရင်အဓိကအချက်အဲ့ဒါတွေရဖို့တရားအထုတ်ရတာအဲ့ဒါတွေကိုလေ့ကျင့်ပြီးတော့ပြီးတာလို့ဒီလိုဆွလို့တယ်ဒါကမြတ်စွာဘုရားဟောတာဒီလောက်ပဲဟောတယ်မြတ်စွာဘုရားဒီလောက်ပဲဟောတာကို tradition အနေနဲ့အထက်ကရာဆရာကြီးတွေဖွင့်ပြတယ်ဟာလည်းပဲမှတ်သားဖို့ခေါင်းတယ်ပေါ့အဲ့ဒါဖြည့်ဆက်ပြီးတော့မှတ်သားမှသာလဲလုပ်ငန်းသဘောဟာပို့ပြီးတော့ပြီးပြနိုင်တယ်အဲ့ဒါဆိုလို့ရှိရင်မပေါ်နိုင်ဘူးတရားကမပေါ်နိုင်ဘူးအဲ့တော့အာနာပါနသတိကမ္မထံကိုအားထုတ်တော့မယ်အလွယ်ပြောရင်ထက်လေဝင်လေကမ္မထံအားထုတ်တော့မယ်လို့ဆိုလို့ရှိရင်လုပ်ပုံလုပ်နည်းကိုစနစ်တကျလုပ်ဖို့ရအတွက်အထက်ကရာဆရာကြီးတွေညွှန်ပြတာထက်ကရာဆိုတာစနစ်ပေးတာဒါထက်ကရာသူ့ဘာသူစိတ်ကူးနဲ့သူရေးတာမဟုတ်ဘူးနော်ရသော်ဘုရားလက်ထက်ကလေးကဘုရားစီကမ္မထံသွားတောင်းလို့ရှင်လိုအပ်တဲ့ပုဂ္ဂိုလ်ဆိုရင်အကျယ်ကြီးမြတ်စွာဘုရားရှင်းပြောတာဘာလို့နော်တာမန်ပုဂ္ဂိုလ်တွေဒီဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကြတော့လမ်းလေးတွေပြလိုက်တာ
သူတို့ကြတော့တထွာပြတတောင်မြင်ဆိုတဲ့ပုံကိုယ်ကြီးကြတော့တထွာလောက်ပဲပြလိုက်တာသဘောမပေါက်သေးဘူးဆိုရင်အသေးစိတ်ကစပြီးရှင်းပြတယ်ညတော့အဲ့တော့အာနာပါနတတိမနတိကာရဝိထိဆိုတဲ့ဒီအာနာပါနတတိရဲ့ program တစ်ခုပေါ့စတော့မယ်ဆိုရင်ဘယ် program နဲ့ဘယ်လိုစမနတိကာရနှလုံးသွင်းမှုကမ္မထာလုပ်စတင်အထုတ်ဖို့ program လေးတစ်ခုချပြထားတာရှိတယ်ပေါ့ပို့ပြီးတော့လွယ်ကူမှုရှိအောင်ဆိုပြီးတော့သက္ကထာတွေမှာအဆင့်လေးတွေပေးထားတယ်သူကနံပါတ်1ကိုခဏနာတဲ့ခဏနာဆိုတာခက်လီဝန်းလေးကိုရေတွက်တာကောင့်တင်းပေါ့ကောင့်တင်း system နဲ့သွားတာဘာလို့လဲဆိုတတိကအတော်နဲ့မဖြစ်နိုင်လို့ရှင်ကောင့်တင်းလုပ်ပေးရရေတွက်တဲ့နည်းစနစ်နဲ့လုပ်ရအဲ့ဒါမှဒီတတိဟာမြဲလာအောင်တတိကိုလေ့ကျင့်ပေးတဲ့နေရာမှာဒီတိုင်းအချောက်ထိုက်ထိုင်ပြီးတော့မှတ်နေလို့ရှိရင်တတိအားပြော့နေတဲ့အခါကျလွတ်သွားအဲ့ဒီလွတ်သွားတာကိုမလွတ်ရအောင်ကောင့်တင်းနဲ့အခုကတော့ဗာရီကောင့်တင်းလုပ်နေတယ်မသိပါဘူးတာလီလေးဟိုတင်းလေးတွေကြည့်ပြီးတော့သူတို့ခဏန်းလေးတွေတော့လုပ်နေကြတာများတယ်နော်အခုကပရိ6ချက်မဟုတ်တော့ဘူးအဲ့ဒီတာလီလေးတွေကင်ပြီးတော့ခဏန်းလေးတွေဖော်နေတာဒီကဏ္ဍကိုပဲဥစားပေးတာလားမသိဘူး1000ရပြီ2000ရပြီပတ်စံဆိုရင်တော့တန်ဖိုးရှိမှာပေါ့ကဏ္ဍကတော့တိတ်တန်ဖိုးရှိမှမထင်ပါဘူးနော်ကဏ္ဍတွေပဲစုနေတာတချို့လည်းပရိစိတ်တယ်ဆိုတာကဏ္ဍနဲ့စုတာလေဘယ်နှပတ်ရပြီဘယ်နှပတ်ရတယ်ဒီနေ့ဘယ်နှပတ်ရတယ်အပတ်ပဲရေတွက်နေတာပဲနော်အပတ်ပဲရေတွက်နေလို့ရှိရင်ပရိချိုးပြတ်ဖို့ပဲရှိတယ်နောက်ကြအဲ့တော့ရေတွက်ပြီးတော့နေတာတွေကများနေတယ်တွေးကြင်အားတွေးပရိက6ချက်တချို့များရည်စရာတောင်ကောင်းသေးတယ်ရှေ့ကတယ်လီဗီရှင်းရှေ့မှာထိုင်ပြီးတော့ပရိစိတ်တယ်တယ်လီဗီရှင်းရှေ့ထိုင်ပြီးတော့ပရိစိတ်တယ်ရည်စရာပြောရင်ရည်လိုက်သေးတယ်ပြုံးလိုက်သေးတယ်နော်ဘယ်လိုလုပ်ပြန်ကောင့်တင်းလုပ်တာလုံးဆိုပရိပတ်ပြည့်အောင်လုပ်တာနဲ့တူပါတယ်ပရိပတ်ပြည့်တဲ့အကျိုးလေးတော့ရမှာပေါ့နော်တနေ့ကို1000စိတ်တယ်တို့2000စိတ်တယ်တို့အဲ့လိုလေးနဲ့ရှင်းတတ်နေတဲ့လူတွေလည်းပဲမလုပ်တဲ့လူတွေနဲ့ဆိုင်ကောင်းတယ်လို့ပြောရမှာပေါ့နော်သို့တော်လည်းပဲဤစနစ်တစ်ခုကြာနာနာလုပ်ပြီးဆိုလို့ရှိရင်ပြီးပြင်းပြင်းလုပ်တာတော့ပဲကောင်းမလဲလောကဒုတိယမပြောတဲ့မိဖို့ကြောင့်လည်းဝင်တောင်မှပဲပြီးပြင်းပြင်းမလုပ်တဲ့မိဖို့ကြောင့်ဟာရှုပ်ရှက်ခတ်ပိုးဟတ်တွေနဲ့ကြွက်တွေနဲ့ရှုပ်ခုံရနောက်ချကြောင်မြောင်စင်စင်မဆေးကြောဘူးဆိုလို့ရှိရင်မိဖို့ကြောင့်မတန်ရှင်းတော့သွားပြီမတည်တတ်လို့ရှိရင်လောကီကိစ္စတောင်မှဒုက္ခရောက်တယ်ဆိုတော့လောကုတ္တရအလုပ်လုပ်တဲ့အခါလဲမတည်တတ်လို့ရှိရင်ထိုးလို့ထောင်လောင်တွေဖြစ်နေမှာပါမတည်တတ်ဘူးဆိုရင်တမာတိကလည်းဟုတ်တိမဟုတ်ဟတ္တိပတ္တိမရှိတတိကလည်းဟုတ်တိပတ္တိမဖြစ်ပညာကလည်းဟုတ်တိပတ္တိမရှိဝီရိယကလည်းဟုတ်တိပတ္တိမရှိဆိုတော့ဘယ်ဟာမှဟုတ်တိပတ္တိမရှိတော့ကြာတဲ့အခါကျတော့ဟိုမကြည့်တချေစာရွတ်တယ်လို့တောင်ရောက်မြောက်ရောက်တွေဖြစ်ကုန်မှာသိချာတယ်အဲ့ဒါကြတော့ဘယ်လိုပြောရမလို့ဆိုလို့ရှိရင်အဲ့ဒါလိုလူလာလို့ရှိရင်စောင်းတက်သင်ပေးတဲ့ဆရာကြီးလို့ပြောရမှာလေစောင်းတက်သင်ပေးတဲ့ဆရာကြီးကပြောတဲ့တယောက်ကစောင်းတီးဘူးတယ်တဲ့သင်ဘူးတယ်ဟိုတယောက်ကသူလုံးဝမသင်ဘူးတဲ့ဆရာကြီးရှိလာတယ်ဆိုတော့ပြောတယ်လုံးဝမသင်ဘူးတဲ့ကောင်ကငါ့ကို900ပေးရမယ်ဟိုသင်ဘူးတဲ့ကောင်ငါ့ကို1000ပေးရမယ်ဆိုတော့ဟိုလူကမျက်လုံးပြူးသွားဟာကျုပ်ကသင်ဘူးတယ်ဘုဒ္ဓတရှိတယ်အေးဟုတ်တယ်မင်းမတက်တိပြောက်အောင်လုပ်အောင်ပါအဲ့ဒါက900နောက်ထပ်တက်အောင်လုပ်ပေးဖို့ရ900မင်းက1000ပေးရဟိုလုံးဝမတက်သေးတဲ့လူကြတော့ငါတန်ရှင်းရေးလုပ်เสียမလုပ်တော့ဘူးအဲ့တော့သူတော့900ပဲပေးရဆိုအဲ့ဒါမျိုးလိုပဲကမ္မထမ်းကိုတောင်းရောင်းအထုတ်ဘူးတဲ့လူတယောက်ဆိုလို့ရှိရင်တော့1000တောင်းအောင်သဘောမျိုးဖြစ်နော်ဘာလို့လဲဆိုမတက်ပြောက်အောင်အရင်လုပ်အောင်မတက်တွေကခေါင်းနဲ့ဆွဲနေလို့ရှိရင်အဲ့ဒါတွေကိုအရင်ရှင်းပြအောင်အဲ့ဒါဒီရှင်းကပါထည့်တောင်းရမယ်သဘောဖြစ်လာတယ်အေးဒါကြောင့်မလို့လုပ်ပြီဆိုလို့ရှိရင်တော့တည်တည်တတ်တတ်စီကံစနစ်တကျလုပ်ဖို့တဲ့ဒါကြောင့်မို့အာနာပါနလုပ်ပြီဆိုတဲ့အခါကျတော့သူကနံပါတ်1ကခဏနာရေတွက်တဲ့ဤစနစ်တစ်ခုနံပါတ်2ကမရေတွက်တော့ဘဲနဲ့ထွက်လေဝင်လေလေးပေါ်မှာဓာန်းစီးနေတယ်လို့ပေါ့စိတ်ကလေးကထွက်လေဝင်လေဆိုတဲ့အာယုံလေးပေါ်မှာကတ်ထားပြီးတော့ထွက်သွားရင်ထွက်တဲ့လေလေးပေါ်မှာဝင်တဲ့လေလေးပေါ်မှာဓာန်းစီးပြီးတော့လိုက်နေတယ်လို့လိုက်တာအဲ့ဒါကြတော့အနုဘန္ဒနာလို့ခေါ်တယ်မျောလိုက်နေတာနော်
အာယုံလေးပေါ်မှာစီးလိုက်နေတဲ့သဘောပထမဟာကခဏနာတဲ့ရေတွက်တဲ့နီးနော်ဒုတိယဟာကအနုဘန္ဒနာထွက်လေဝင်လေဆိုတဲ့အာယုံနောက်မပြတ်လိုက်အာယုံနဲ့စိတ်နဲ့ခြိထားတယ်လို့ဆိုလို့တယ်ခြိပေးထားတာအနုဘန္ဒနာဆိုမပြတ်ခြိပေးတာထွက်လေဝင်လေနဲ့ခြိထားတယ်နော်ထွက်လေဝင်လေအာယုံနဲ့ခြိထားတယ်ဆိုတော့အဲ့ဒီနှစ်ခုနောက်တတိယကဘာလို့ဆိုဖုတနာဒါကတော့သီးသန့်ရည်တွဲရတဲ့အရာမဟုတ်ဘူးတဲ့ခဏနာဆိုတဲ့ရည်တွဲရင်လည်းပဲဘယ်ကနေရည်တွဲရမှာလို့ဆိုဖုတနာအနေရည်တွဲဖုတနာဆိုတာထိတဲ့နေရာဒီကမ္ဘာတအထုတ်ပြီဆိုလို့ရှိရင်ထိတဲ့နေရာကိုအာရုံစိုက်ရမယ်ကိုယ့်အကိုရှုသွင်းလိုက်တဲ့အခါတချို့ကြတော့နှာသီးပြားမှာလေမထိပဲနဲ့အထက်နှုတ်ခမ်းပြားမှာလေလာထိတဲ့လူရှိသေးတယ်တချို့ကတော့နှာခေါင်းမှာလေထိတာရှိတယ်ကိုယ်ရှုသွင်းတဲ့ကိုယ်ပေါ်မှာကိုယ်မူတည်တယ်ကိုယ်လေကဘယ်မှာထိတုံးဆိုတာထိတဲ့နေရာမှတ်ရမယ်လို့ပြောတာနော်ထွက်လေဝင်လေကဘယ်နေရာမှတ်ဆိုတာကိုတယောက်တည်းကိုပြောလို့မရနာတိခက်ခါလို့ဆိုရယ်နာတိပြားမှာမှတ်ရမှာလားသို့မဟုတ်ဒီအထက်နှုတ်ခမ်းပြားမှာမှတ်ရမှာလားထက်နှုတ်ခမ်းပြားဟိုသွားခေါ်နေတဲ့လူတွေဆိုရင်အထက်နှုတ်ခမ်းပြားရောက်လေတိုက်နော်အဲ့ဒါကိုမှတ်ရအဲ့ဒါကိုဖုတနာလို့ခေါ်တယ်ဖုတနာဆိုတာထိတဲ့နေရာကိုမှတ်သားစေအဲ့တော့ရေတွက်တာလဲထိတဲ့နေရာမှာထိတာကိုကြည့်ပြီးရေတွက်ရမယ်အနုပန္ဒနာစိတ်နဲ့အာယုံခြိထားတာလည်းပဲထိတဲ့နေရာပဲခြိထားရတယ်ဆိုတော့ဖုတနာဆိုတာသီးသန့်လုံးเสียမလိုဘူးတဲ့ဒါကြောင့်မို့လို့ဒီလိုမှတ်ဖို့လိုတယ်ပေါ့ဖုတနာခဏနာဖုတနာအနုပန္ဒနာလို့ထိတဲ့နေရာမှာရေတွက်ပါထိတဲ့နေရာမှာခြိနှောင်ထားပါဒီလိုဆိုလိုတာပေါ့နော်ခြိတဲ့နေရာမှာလိုက်ပါခြိတဲ့နေရာမှာရေတွက်ပါထိတဲ့နေရာနောက်လိုက်ပါလို့ဒီလိုဆိုလိုတယ်ပေါ့အဲ့တော့ခဏနာရဲ့အနုဘန္ဒနာရဲ့အဲ့ဒီခဏနာအနုဘန္ဒနာလုပ်ပြီးဆိုရင်ဘယ်နေရာလောက်ရမှာတော့ဆိုရင်ပဂတိလေလေးထိတဲ့နေရာလေးမှာလောက်ပါတဲ့ဖုတနာဒါကိုဆိုလိုတယ်ဟောအဲ့ဒီနောက်ကြတော့ဘာဖြစ်တယ်ဆိုထပနာတဲ့စိတ်ကလေးဟာအာယုံပေါ်မှာကတ်ကြသွားတယ်ရက်သွားအောင်စိတ်ကလေးကိုအာယုံလေးပေါ်မှာဆွဲပြီးတော့တင်ထားလို့စိတ်နဲ့အာယုံနဲ့ကတ်သွားတယ်စိတ်လေးကိုအာယုံပေါ်မှာဆွဲဆွဲမြဲမြဲထားနိုင်သွားပြီရက်ထားနိုင်ပြီဆိုတာဒါကြတော့သူကအပ္ပနာလို့ခေါ်တယ်တမာတိကိုပြောတာခြံရတဲ့အဆင့်ကိုပြောတာဒီထပနာကရှေ့ပိုင်းကလေ့ကျင့်နေတာကခဏနာနဲ့အနုဘန္ဒနာနဲ့လေ့ကျင့်ရမယ်ထပနာဆိုတာကြတော့ထိတဲ့နေရာလေးပေါ်မှာနမိတ်ပေါ်မှာအာယုံလေးကိုအပ္ပနာအနေနဲ့တမာတိအနေနဲ့တည်ငြိမ်အောင်ထားနိုင်သွားပြီရပ်ထားနိုင်ပြီထွက်လေဝင်လေလေးပေါ်မှာစိတ်ကိုရပ်ထားနိုင်တဲ့အနေအထားမျိုးဆိုရင်ဒါထပနာဆံရတဲ့အဆင့်သမထအကျင့်ကိုပြောတာဟောနောက်တစ်ခုကြတော့ဘာလို့ဆိုတန်လက္ခဏာဆိုတာကြတော့မှတ်သားတာတဲ့မှတ်တာဆိုတာဘာကိုမှတ်တာတော့လို့ဆိုတဲ့အခါကျသူကြတော့တဘာဝတရားတွေရဲ့ဒီအမှတ်လက္ခဏာတွေကိုမှတ်တာဒါကဝိပဿနာကိုပြောတာတန်လက္ခဏာဆိုတာရှုမှတ်ခြင်းနော်တဘာဝတရားတွေရဲ့အစစ်မှန်တဘာဝကိုရှုမှတ်ခြင်းတန်လက္ခဏာဒါကထပနာတုန်းကသမထတန်လက္ခဏာကြတော့ဝိပဿနာဖြစ်သွားတယ်ဟောနောက်တစ်ခါကျတော့ဝိဝတ္တနာဆိုတာထွက်လေဝင်လေအာယုံကနေပြီးတော့ပြောင်းသွားပြီနောက်အာယုံတစ်ခုပေါ်ရောက်သွားပြီအဲ့ဒါကဘာလို့ဆိုနိဗ္ဗာန်အာယုံပဲပေါ့ဝိဝတ္တနာဆိုတာဒီအာယုံကိုခွာထုတ်လိုက်ပြီးနောက်အာယုံတစ်ခုပေါ်ရောက်သွားတယ်ဆိုတာထွက်လေဝင်လေနဲ့ဝိပဿနာတန်လက္ခဏာနဲ့ရှုမှတ်လိုက်တဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုထွက်လေဝင်လေဆိုတဲ့အာယုံကသင်္ခါရအာယုံဖြစ်တယ်အဲ့ဒီသင်္ခါရအာယုံကိုကြော်ဖြတ်ပြီးတော့နောက်ဆုံးသင်္ခါရအာယုံကလွတ်ကင်းသွားတဲ့နိဗ္ဗာန်ကိုအောင်ပြုတာကြောင့်ဝိဝတ္တနာလို့ခေါ်တယ်ဆိုတော့ဒီကမ္မဋ္ဌာန်းလေးနဲ့တင်ပဲနိဗ္ဗာန်အာယုံကိုရောက်နောက်ဆုံးတစ်ခုကဘာတော့လို့ဆိုလို့ရှိရင်ပฏิပတ္တနာနော်ပฏิပတ္တနာဆိုတာပြန်ကြည့်တာကိုလာခဲ့တဲ့လမ်းကိုပြန်ကြည့်တာဒါသဘာဝပဲလေအိမ်မက်မဲ့လို့ရှိရင်မက်ပြီးတဲ့အိမ်မက်ပြန်ပြီးတော့စဉ်းစားတယ်လို့ပဲဒီတရားတို့တရားမြတ်ရသွားလို့ရှိရင်ပြန်တွေးတာပြန်ကြည့်တာအဲ့ဒါကိုပฏิပတ္တနာပฏิဆိုတာတစ်ဖန်ပြန်ပြီးတော့ပတ္တနာရှုမြင်တာဒါကပိဿဝကနာဉာဏ်ဖြစ်တာကိုပြောတာအဲ့တော့အလုသဘောနဲ့ပြောမယ်ဆိုရင်ဖုတနာခဏနာကတစ်ခုဖ
Putana Anubandana Daku, no, Putana Tapanaga Daku, we wotana Daku, Talekanaga Daku, we wotana Daku, Patipadana Daku, or Jarama Daku, Pajanero, no solution, Paritoti Salijan. We wotana so the met for be there come, Paritoti, Kilidari, Loa Senja Dore, so the Senjara, Paritoti, Senja Musunajara, Po. Ero alum Bauchilani, Kanana ye, Anubandana ye, Tapana ye, Tanlekana ye, Wiwotana ye, Paritodi ye, Patipatana ye. Piomes in Longanda Boya, Konakushi, Didema Yeta Kananja, Shikushi. Eri Shikudega, Futana, Longanda Boma, Duga, Diga, Hoku, Maya Mania, Bioram, who do Chandrelushin, Konakushi. Ero Konakudema leve. We would deny Paritodi, Taga, attainment no cost. Onion Boyolade, and the Tadaku, Yalade, Rasak of Yor, a Chuchizu of Yor. To Atoa Meha, Yora Mobu, Mesura, Atoara Mahobu, Fosorale, Atoara Mahobu. Ato Chin, Yala de Jobia. Ero long and the one of your solution. Pudana Canana, Tasatin Loda. Now, Pudana, Anubanana. To the accepting or loader. Now be there, Kajaro, Paronoso, Putana, Tapana, Tamatachins in the cook on the Bibi Sereka, Wibadana Gulade, and Lekana. Wibadana message for I, we watana, Poyalda, Paritodi. Oh, Pisakana, Net Jansenzara Jaro, Patipatana. Dilusolura, no? Tara. Atagrasya Jidiga, the Jinsin the Ku, a chicken jaja, couch in a popiata. I mean, the Madazia accountable. Long and the Waha, Pobiro, Pipian Dom, Telenoka. Eh, Daniel, Yasabiaga, the Ditabi Shuva, the Ditabi Saiba, Kalewali, the Ditabano, Sheuza, the Ditakaine, Eddie, the Ditaya May, so then Yama. Lele Gugu net Chennai Nalalo, Ludama Lele Gugu Machip. Chete Bogu Jara Chete, Pavilo Chete, Duma, Pingu, Tati, Kaune, Vidiare, Kaune, Pinyari, Tanyete, Tari, Matu, Tamari, Song Ari, Nagore, Kaune. E Sare, Tatia, Le Pionanya, Vidia, Le Pionanya, Pinya, Le Pionanya, Tamariga, Le Nebava, Surari Jara. I don't know you are me, look to the job. Erelu load the account, Lopum no new quat Yobia. Erajo, the Kamata Atobi solution, Pagati, Le Tige, Nea Leo, Seiko, Saita Bido, Seiko, Saita Bido, Nalon move, Chessia, Kaleo and Lego, Mate Sola, Arabia, Tati Tavo, Tread there, win there, never Zaga like Sosia, Malone. Zaga Laiso in Doja, Surebo, my Yaudaja, say, no? Tade Surebo Yaudaja, when Surebo Yaudaja, Elusia, Mlo, go Io Saitama, Nadia Lema, Le Tia Nea Leve, T and T Madina, Lord Taika, Lord Swede Akama, he Lord Dware now, like Chisia, Malo, Brother, Chibi, Swede, they don't get alone. I own the Kurema, Side Pito, Chia, no? Era County, Canana Nina Yitame, Tamariga, Donemeyavu, Telewali, Lode Kama, Tamari, Donemeyavu solution, Futana, Canana, Tira, Yitwachens, or Nisaneku, Tonya, Blodomole. Erelu Yitwade Kama, Sanin Naku Beta, Sanin Naku Beta, Barose. Savach and Elu Yitwa needed, Dali say Yitwa and knee, Ada the cool. Now, Noyamari, Noy Yitwa and knee. Soloraga, a knee Yitwa knee, a man Yitwa knee, Yitwa knee, Naku Beta. Go net and they are need to don't give up. There is Solora. Erelu, Cananalina Sunday Miro, Lobi, Sure, Kamar. Atagrasa, the debater. Didn't it only nga? Eddie outlet Mayos in it. Chakon she go to Ferrell and Mapuz in it. See that come.
ရေတွက်ပြီးဆိုတဲ့အခါမှာအဲ့ဒီအထိလည်းပို့သွားတယ်ပို့သွားလို့ရှိရင်10ကနေ17ဖြစ်သွားပြီဆိုကဏ္ဍတွေကများလာတဲ့အခါလူရဲ့စိတ်ကဘယ်ရောက်သွားတော့ဆိုထွက်လေဝင်လေကနေခွာပြီးတော့ကဏ္ဍမော်ရောက်သွားပြန်အဲ့ဒါအလွန်တတိထားရတဲ့ကိစ္စတစ်ခုပဲကမ္မထံအာယုံကမ္မထံရှုတဲ့အခါမှာကိုရှုနေတဲ့အာယုံမဟုတ်ဘဲနဲ့ဈာပေါက်ဝင်လာတဲ့ပုံမှာကူးပြောင်းသွားတာလေးကိုကိုကမသိလို့ရှိရင်မျောသွားရောပြီးရောနော်ကိုရှုတဲ့အာယုံမဟုတ်ဘူးဒါပေမဲ့မျောနေတာအဲ့ပုံအဲ့ဒါကြောင့်မလို့ခဏန်းရေတွက်ပြီးထိတဲ့နေရာရေတွက်ပြီးဆိုတဲ့အခါမှာတဲ့သူက9အောင်လည်းမရေတွက်နဲ့တဲ့1 2 3 4 5ထိအောင်ရေတွက်တယ်1နဲ့2တင်မထားနဲ့ပေါ့1 2 3 4 5ထိအောင်သွားအဲ့ဒါမှမလုံးလောက်သေးဘူးဆို6 9 8 9 10ထိအောင်သွားအများဆုံး10အနည်းဆုံး9ဒီလိုရေတွက်ပါဆိုပါစို့ထွက်လေဝင်လေ1ဟော1တရားတစ်ခုစီမိတာကိုသာရေတွက်ရတယ်မမိပဲနဲ့ပရိစိတ်တယ်လို့6ချက်တော့လုံးမနေရဘူးနော်ပရိလုံးလေးမမိပဲနဲ့ပฏิပတ်ကရေတွက်နေတာသူကဒါကြောင့်မလို့တချို့ကပြောတာပရိစိတ်တာနင်ပြီးနင်ဆင်းနင်ပြီးနင်ဆင်းလုံးနေကြတာတဲ့နော်တလုံးပြီးတလုံးတလုံးပြီးတလုံးသွားနေတာကိုအဲ့တော့ပရိလုံးတိုင်းစိတ်ကမိတာမဟုတ်ဘူးအဲ့တော့အခုရေတွက်တဲ့စနစ်မှာအကုန်လုံးမိဖို့လိုတယ်မမိတာကိုထည့်ပြီးမရေတွက်နဲ့လို့ပြောတယ်မမိတာတွေထည့်ရေတွက်လို့ရှိရင်ခဏနေပဲများသွားမှာပဲတကယ်တတိကတိုးလာမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့တကယ်မိတဲ့တတိနဲ့ရှုလိုက်ရင်ရေတွက်လိုက်တတိနဲ့ရှိုက်ထုတ်လိုက်ရင်ရေတွက်လိုက်ဝင်လေကိုတတိထားမရင်ရေတွက်လိုက်ထွက်လေကိုတတိထားမရင်ရေတွက်လိုက်တတိမထားတဲ့ဟာထည့်ပြီးတော့မရေတွက်နဲ့လို့ဒီလိုပြောတာလွတ်သွားပါစေဖယ်လိုက်သူ့ကိုအရေတွက်ထဲမထည့်နဲ့ဒီလိုဆိုလို့တာနောက်တစ်ခါခတ်သက်ရေတွက်တဲ့အခါလည်းရှိတယ်အဲ့တော့ဘယ်နည်းပဲသုံးကို့မှာတမာရိယစိတ်တဲ့ဤတနည်းကိုသုံးပြုပြီးတော့ကဏနာဖုတနာဆိုတာ ਨੇ စမ်းသပ်ကြည့်ပါတဲ့အဲ့ဒါလို့စမ်းသပ်ကြည့်လို့ထွက်လေဝင်လေပေါ်မှာစိတ်ကလေးဟာနည်းနည်းငြိမ့်လာပြီဆိုလို့ရှိရင်ခဏန်းနေဖယ်လိုက်ဖယ်ပြီးတဲ့အခါထွက်လေဝင်လေလေးပေါ်မှာဒန်းစီးပြီးတော့လိုက်နေတယ်လို့စိတ်ကလေးဟာအဲ့ဒီဝင်လေဆိုတဲ့အာယုံထွက်လေဆိုတဲ့အာယုံထိရလေးတွေမှာစိုက်ထားပြီးတော့ထိတဲ့နေရာလေးပေါ်မှာထိသွားတဲ့အချိန်လေးတွေသိနေအောင်ကြိုးစားပါအဲ့ဒါကြတော့ဖုတနာအနုဘာဏနာလို့ခေါ်တယ်ဖုတနာအနုဘာဏခဏကိုလွတ်လိုက်မရေတွက်တော့မရေတွက်ဖက်နဲ့ရအောင်လုပ်အဲ့ဒါလို့လုပ်တဲ့အခါကျတော့ဘာဖြစ်လာတော့လို့ဆိုတော့ရှုတဲ့အခါစိတ်ကတခုတည်းမဟုတ်ဘူးအဲ့ဒါအာယုံက3မျိုးဖြစ်လာတတ်တယ်ထွက်လေကိုအာယုံပြုတဲ့စိတ်ကတခုဝင်လေကိုအာယုံပြုတဲ့စိတ်ကတခုဒီနှစ်ခုကမတူဘူးနော်ထွက်လေဝင်ကိုမှတ်လိုက်တဲ့စိတ်ကတခုဝင်လေကိုမှတ်လိုက်တဲ့စိတ်ကတခုထွက်လေဝင်လေနဲ့ပတ်သက်ပြီးတဲ့အခါကျတော့နမိတ်ပေါ်လာတတ်တယ်ထွက်လေဝင်လေနမိတ်လေးတွေပေါ်လာအဲ့ဒီပေါ်လာတဲ့နမိတ်ကိုသိတဲ့စိတ်လေးကတခုလို့ဆိုဒီတဘာဝတရား3ခုဖြစ်လာတယ်ဒီနေရာထွက်လေရဲ့ဝင်လေရဲ့အာယုနမိတ်ရဲ့ဆိုပြီးတော့3မျိုးပေါ်လာအဲ့ဒီ3မျိုးကိုကွဲပြားပြားသိဖို့လိုတယ်တဲ့အဲ့ဒီ3မျိုးခင်းနေရှားရှားဖြစ်ဖို့လိုတယ်ပေါ့အေးကောင်းပြီအဲ့ဒါလို့ကွဲပြားပြားဖြစ်လာတဲ့အခါဒီရှုမှတ်ရင်နဲ့တတိထားပြီးတော့ဒီထွက်လေဝင်လေလေးကိုရှုရင်နဲ့ဘာဖြစ်လာတော့ဆိုတော့ထွက်လေဝင်လေလေးဟာနောက်ဆုံးမှာမြင်သာသွားပြီးတော့ဘာဖြစ်လာတော့ဆိုရင်အာယုနမိတ်ကလေးတွေပေါ်လာတာနိမိတ်တလို့ခေါ်တယ်နမိတ်လေးတွေပေါ်လာနမိတ်ကတယောက်နဲ့တယောက်မတူဘူးတချို့ကြတော့အမတန်မှမြင်သာပြီးတော့ဘောလုံးလေးကနှာခေါင်းဝမှာလဲနေတယ်လို့လည်းပေါ်တတ်တယ်ဒါအထက်ကထာထဲမှာအမျိုးမျိုးပြထားတယ်တချို့ကတော့ပတိလုံးလေးတွေလို့ခက်လေဝင်လေလေးတွေဟာစီပြီးတော့ဒီလိုလည်းဖြစ်လာတတ်တယ်တချို့ကြတော့ခက်ချမ်းချမ်းလည်းပေါ်လာတတ်တာရှိတယောက်နဲ့တယောက်မတူဘူးဒါကတင်ညစလို့ခေါ်တယ်လူတွေရဲ့အမှတ်တင်ညာကြောင့်ကိုထင်ရထင်တာဟောထင်တာကအမျိုးမျိုးပဲလေသူဆိုတာဒီအိုအော်တာပဲကြည့်အောင်ပေါ့အိုအော်တဲ့အတန်လေးကိုနားထောင်ပြီးရင်ကိုထင်တဲ့အတန်တိုင်းပြောခိုင်းရင်တယောက်နဲ့တယောက်တူမှာမဟုတ်ဘူးလေကိုနားထဲမှာကြားတာကိုကိုပြောကြမှာပဲအဲ့ဒါလိုပဲ
တင်ညာဆိုတာမတူဘူးတဲ့တရားနဲ့တရားမတူသည့်အတွက်ကြောင့်အာယုန်နမိတ်ပေါ်တဲ့အခါမှာလည်းမတူညီတတ်ဘူးတဲ့အဲ့တော့တချို့ကြတော့အလင်းတန်းကြီးလို့နာသီးကြားကထွက်လာတာလဲပေါ်တတ်တယ်တချို့ကြတော့မိโกတန်းကြီးလို့ထွက်လာတာလဲပေါ်တတ်တယ်တချို့ကြတော့ပလဲလုံးတွေပရိလုံးတွေစီပြီးတော့ထွက်လာတာမျိုးတွေပေါ်တတ်တယ်တချို့ကြတော့ထက်လေဝင်လေလေးဟာနာသီးကြားမှာဘောလုံးလေးလဲနေတယ်လို့လဲပေါ်တတ်တယ်အဲ့ဒီလိုဖြစ်လာလို့ရှိရင်ဒါအာယုန်နမိတ်ရလာတယ်လို့ခေါ်တယ်အဲ့ဒီအာယုန်နမိတ်ကလေးပေါ်မှာစိတ်ကိုစိုက်ပြီးတော့ထက်လေဝင်လေကိုဆက်ပြီးကြိုးစားတဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုဒီနမိတ်ပေါ်လာတာနဲ့တပြိုင်နက်ဘာတွေဖြစ်လာတော့ဆိုရင်နမိတ်ပေါ်မှာတမာတိစွမ်းအားတွေတက်လာတမာတိစွမ်းအားတွေပိုဖြစ်လာတဲ့အခါကျတော့အဲ့ဒီတမာတိရဲ့စွမ်းအားနဲ့ဘာတွေကိုဖယ်ရှားလိုက်တုံးဆိုကာမိသန္တာလို့ဆိုတဲ့ဒီနှစ်သက်စရာအာယုန်နေနဲ့တွေ့ရင်လိုချင်တဲ့တဏှာဆိုတာပျောက်သွားတယ်ဒီချိန်မှာတခဏအနေနဲ့ပျောက်နေအလိုမကျတဲ့ဗျာပါဒဆိုတာလည်းပျောက်နေတယ်ဒီအာယုန်နဲ့ပတ်သက်ပြီးစိတ်မဝင်စားလို့အိတ်ချင်တဲ့စိတ်တွေတွန့်ဆုတ်လာတယ်ဆိုတဲ့ထိနာမိတ်တာလည်းပျောက်သွားတယ်ဥဒိစ္စဆိုတဲ့စိတ်လေလွှဲမှုတွေလည်းမရှိဘူးတမာရီကောင်းလာကုတ်ကုတ်ဆဆိုတဲ့စိတ်ထဲမှာမငြိမ်းချမ်းမှုတွေလည်းမပေါ်တော့ဝိသိကိစ္စဆိုတဲ့တန်တရားတွေလည်းမဝင်လာတော့ဒီအာယုန်လေးပေါ်မှာစိတ်ကလေးကငြိမ်ပြီးတော့ကျသွားတော့ဒီនិဝရဏတရားတွေဟာကိုယ်နဲ့ကွာသွားသလိုဖြစ်ပြီးတော့စိတ်လေးကကြည်လင်အေးမြပြီးတော့တည်ငြိမ်လာတယ်လို့ဆိုတဲ့အနေအထားမျိုးရလာတယ်အဲ့ဒါလို့တည်ငြိမ်လာတဲ့အနေအထားမျိုးတွေရလာပြီးတဲ့အခါမှာဒီစိတ်လေးဟာនិဝရဏတွေကိုခွာလိုက်လို့ဉာဏ်နဲ့အကုသိုလ်တရားတွေဟာလည်းဝေးကွာသွားတဲ့အတွက်ကြောင့်និဝရဏတရားတွေကင်းသွားပြီးတော့ဖြစ်ပေါ်လာတဲ့ပီတိဒုက္ခလို့ဆိုတဲ့ချမ်းသာမှုလေးနဲ့ဝမ်းသာမှုဆိုတဲ့ပီတိချမ်းသာမှုဆိုတဲ့ဒုက္ခဒီနှစ်ခုထင်ထင်ရှားရှားနဲ့တမာရီစွမ်းအားတွေဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ဒါပထမဇန်ဖြစ်လာတယ်လို့ဒီလိုပြောတာနော်အဲ့တော့ပထမဇန်ဖြစ်လာပြီဆိုတဲ့အချိန်မှာဒီနိမိတ်အာယုန်လေးပေါ်မှာပို့တင်ပေးနေတဲ့ဝိတက်ဒီနမိတ်အာယုန်လေးနဲ့စိတ်ကွာမသွားအောင်ထိမ့်ပေးထားတဲ့ဝိစာရနမိတ်အာယုန်လေးပေါ်မှာရှင်းတတ်နေတဲ့ပီတိစိတ်ငြိမ်းချမ်းနေတဲ့ဒုက္ခတည်ငြိမ်နေတဲ့တမာတိလို့ဆိုရင်ဒီဇန်အင်္ဂါတွေဟာထင်ထင်ရှားရှားပေါ်လာပြီးတော့ဒီအာယုန်လေးကိုရှုမှတ်နိုင်တဲ့ဒီတရား၅မျိုးနဲ့စွမ်းအားစွမ်းဆောင်ပြီးတော့ရှုမှတ်ပြီးတော့ထိန်းထားနိုင်တဲ့အပ္ပနာတမာတိဆိုတာရရှိလာနိုင်တယ်လို့ဒီလိုပြောတယ်ဒါပထမဇန်ရတာခေါ်တယ်အဲ့ဒီကနေပြီးတော့ဒုတိယဇန်ရဖို့အတွက်ချတာဝိတက်နဲ့ဝိစာရဆိုတာနှစ်ခုဖယ်လိုက်တယ်အာယုံကိုတင်းကြရမလို့တော့ဘာဖြစ်လို့တမာတိစွမ်းအားကသူ့အတူတက်သွားတယ်လို့ automatic ဖြစ်တာကျွမ်းကျင်လာရင်ဒီလိုပဲလေ automatic ဖြစ်တာသဘောပဲအဲ့တော့ဝိတက်ဆိုတဲ့အာယုံကစိတ်ကိုတင်ပေးဖို့ဆိုတာမလိုဘူးဝိစာရဆိုတာထိမ့်ပေးစရာမလိုဘူးပီတိဒုက္ခဧကဂရဒီသုံးခုလေးနဲ့ရှင်းတတ်နေတာလေးရချမ်းသာနေတာလေးရတည်ငြိမ်နေတာလေးနဲ့ဒီလိုနေလာလို့ရှိရင်ဒုတိယဆံလို့ခေါ်အဲ့ဒါကိုတမာတိစပီတိဒုက္ခလို့ခေါ်တယ်တည်ငြိမ်မှုတမာတိစွမ်းအားကြောင့်ရလာတဲ့ပီတိဒုက္ခခံစားအဲ့ဒီကနေတခါပီတိဆိုတဲ့လိုက်လဲနဲ့ဖြစ်နေတဲ့ခန္ဓာကိုယ်မှာတိတ်နေဖြစ်နေတဲ့ဝမ်းသာမှုပီတိကိုဖယ်လိုက်တဲ့အခါဒုက္ခနဲ့ဥပိ္ပခာဒီနှစ်ခုတည်းနဲ့နေစတုထတတိယဇံလို့ပြောတာနောက်တစ်ခါဒုက္ခလည်းဖယ်လိုက်တယ်ဒုက္ခလည်းဖယ်လိုက်တယ်ဒုက္ခတွေမပါတော့ပဲနဲ့ဥပိ္ပခာတန်တန်လေးနဲ့နော်မြတ်ကယုံခံစားတဲ့မထင်ရှားတဲ့ခံစားမှုလေးနဲ့တမာတိလေးနဲ့တင်သွားတာကြတော့စတုထဇံလို့တမာတိစွမ်းအားဟာအဲ့ဒီအချိန်မှာအကောင်းဆုံးပဲအဲ့ဒါရလာပြီဆိုလို့ရှိရင်ဒါကိုထပ်ပနာလို့ခေါ်တာနော်ထပ်ပနာလို့ဆိုတာအပ္ပနာတမာတိရလာပြီဇံရလာပြီဒါကအာနာပါနတတိကနေပြီးတော့ဆံရအောင်အာထုတ်ပုံအာထုတ်နေထိအောင်အထက်ကရာဆရာများညွှန်ကြားထားတဲ့အတိုင်းဒါကျင့်စဉ်လေးတခုဖော်ပြတာဒါကြောင့်တရားချိတ်ခင်သူတော်စင်ပြိဿအပေါင်းတို့အခုပြောခဲ့တဲ့အချက်9ချက်နော်အချက်9ချက်ဖုဒနာခဏနာဖုဒနာအနုပါဒနာဖုဒနာသပ္ပနာတန်လက္ခဏာဝိဝဋ္ဌနာပါရိသုဒ္ဓိအနုပဒနာပฏิပဒနာလို့ဆိုတဲ့ဒီ9ချက်အတိုင်းဒီဟာကျင့်စဉ်ကြီးတစ်ခုနော်7 step ပေါ့နော်7 step ကျင့်စဉ်ကြီး9ခုအတိုင်းအာနာပါနသတိသမထ
ကျင့်စဉ်ကြံကိုကျင့်ကြံကြိုးကုပ်အားထုတ်ဖို့ဘုရားမြတ်စွာဟောကြားတဲ့အတိုင်းနံပါတ်1တတိနဲ့စတင်လှုပ်ပြီးတဲ့အခါရှိတာတူတာသိလာတဲ့အသိဉာဏ်ဝင်လာတယ်နောက်ထပ်ကြိုးစားအားထုတ်မှုသိလာတယ်ဆိုတဲ့ပညာဝင်လာတယ်ပညာဝင်လာတော့ကြိုးစားအားထုတ်မှုဆိုတဲ့ဝိရိယဝင်လာတယ်ထွက်လေဝင်လေတွေအလုံးတိမ်မွေ့သွားစေတတ်တယ်ဆိုတဲ့တမာတိဝင်လာတယ်လို့ဆိုတဲ့ဒီစွမ်းအားတွေတစ်ဖြည်းဖြည်းပြည့်လာတဲ့ပထမစတုကနိအရာအတိုင်းဝိပဿနာကျင့်စဉ်တစ်ခုဒီအာနာပါနတတိကျင့်စဉ်တစ်ခုကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒီနိဗ္ဗာန်ချမ်းသာကိုထိုးတည်းမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ယုံကြည်ပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း